English လို့စကားပြောတဲ့အခါမှာစာချက်ထားလို့လေတိုင်းမပေါက်ရှင်တော့ဘူးမလားခုလို English စကားကိုမပြောတတ်တာလည်းမဟုတ်ပဲနဲ့စကားပြောရင်အဲ့လိုဆက်ရုပ်ဆန်ဆန်လှုပ်ထားလို့လေတိုင်းပေါက်နေတာခုလိုပြောချင်တာအများကြီးရှိတယ်ဒါပေမဲ့ပြောလိုက်တဲ့အချိန်မှာသူများရင်လည်းငါ့ကိုလှောင်မလားသူများရင်လည်းငါပြောရဲ့အတန်အတွက်ကိုရည်မလားဆိုရဲခံစားချက်ကြီး Yeah I know Prosodic deficiency အဲ့တော့ prosodic deficiency ဆိုတာကဆွမ်းနာကျွန်တော်တို့ပြောရဲစကားပြောတဲ့အခါမှာအတန်အနေမြင့်တက်ကြရင်မပေါဘူးတန်းနေဖြစ်နေတဲ့ပြဿနာမျိုးကိုကျွန်တော်တို့က prosodic deficiency လို့ခေါ်ပါတယ်ဒီလိုပြဿနာမျိုးကိုကိုလိုကြုံနေရတာကအင်္ဂလိပ်စာကိုကိုလိုစပြီးတော့လေ့လာတဲ့အချိန်ကလေးကနေမှားခဲ့တဲ့အမှားလေးတစ်ခုကြောင့် grammar တွေ vocabulary တွေကိုကောင်းကောင်းအာရုံစိုက်တယ်အဆင်ပြေတယ်ပြီးတော့အရေးတွေအဖတ်တွေဒါတွေကိုလည်းပုံမှန်လေ့ကျင့်ဖြစ်တယ်အဆင်ပြေတယ်ဒါပေမဲ့ကိုလိုမေ့ထားလိုက်တာတခုရှိရဗျအင်္ဂလိပ်စာမှာသူတို့စကားပြောရဲ့သဘာဝဆန်ဆန်စီးချက်လေး rhythm စကားပြောစီးချက်လေးဒါကိုကိုလိုမေ့ထားတယ်အဲ့တိတ်ကုန်ပါဒါပေမဲ့စိတ်မပူပါနဲ့ဆိုတော့အဲ့ပြဿနာလေးကိုပြေလည်ဖို့အတွက်ဆိုရင်ကျွန်တော်စကားလုံးလေး၃လုံးပဲသိထားဖို့လိုပါတယ် stress intonation syllable ဒီစကားလုံးလေး၃လုံးကိုသိထားပြီးတော့လိုက်ပြီးတော့လေ့ကျင့်မယ်ဆိုရင်ကိုလိုရဲ့အတန်ထွက်ကလေးကိုလိုရဲ့စကားပြောဟန်ဆက်ဆက်ရအများကြီးပို့ပြီးတော့အတော်အသင့်အဆင်ပြေလာပါလိမ့် Firstly syllable ဆိုတာကတော့ဓာတ်ရိုက်ပြောရမယ်ဆိုရင်အတန်ထွက်အလုံးအရေးအတွက်ပါဆိုတော့ပို့ပြီးနားလည်အောင်လို့ကျွန်တော်တို့ဒီကွက်လက်ကလေးကိုလည်းဖြည့်ကြည့်ပါဦး Yeah hey ကောက်ရိုးပါ hey ဆိုတော့အတန်ထွက်ကတစ်လုံးနဲ့ပါဆိုတော့ကြောင့်လို့ကျွန်တော်တို့ဒီစကားလုံးမှာဆိုရင် syllable တစ်လုံးလို့သတ်မှတ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီကွက်လက်ကလေးကိုထပ်ပြီးဖြည့်ကြည့်ပါဦး Yes ညစာပါဆိုတော့ dinner အတန်ထွက်နှလုံးပြည့်တဲ့ကြောင့်မလို့ကျွန်တော်တို့ syllable နှလုံးလို့သတ်မှတ်ပါတယ် Okay အဲဆိုရင် beautiful ဆိုတော့ beautiful က syllable သုံးလုံးပါsmart က smart နှလုံးတကယ်က smart က syllable နှလုံးမဟုတ်ဘူးဗျသူက smart ဆိုပြီးတော့ syllable တစ်လုံးနဲ့တကယ်ဆိုကျွန်တော်တို့စကားပြောရတဲ့အခါကျရင် smart ဒီလိုပဲပြောရတယ်เนาะဒီနေရာမှာဒီလိုမျိုး syllable ခွဲရတာမျိုးအခက်အခဲရှိရဆိုရင် tip လေးတစ်ခုပေးမယ်အဲ့ဒါ yes club ဆိုတော့ internet clever clever syllable နှလုံးဆိုတော့ clever အဲ့လိုမျိုးမဟုတ်ဆိုတော့ grandmother အဲ့လိုမျိုးမဟုတ်ကျွန်တော်တို့စကားပြောတဲ့အခါမှာအတန်ထွက်တန်နဲ့ထွက်သွားတာ grand တန်နဲ့ပဲထွက်သွားတာ grand writer see ဆိုတော့ကျွန်တော်တို့အနေနဲ့syllable တွေခွဲရတာခက်နေတယ်ဆိုရင်ကျွန်တော်လက်ခုပ်တီးပြီးတော့ခွဲလို့ရတယ် syllable ခွဲရတာတွေကဘယ်နေရာမှာသုံးဝင်လဲဆိုရင်တော့ degrees of adjective မှာအများကြီးသုံးဝင်ပါတယ် so degrees of adjective မှာကျွန်တော်တို့ထားပါတော့ big bigger biggest ဆိုပြီးတော့ရှိတယ်ဒါပေမဲ့ကျွန်တော်က beautiful ဆိုပြီးတော့မရှိဘူးဘယ်လိုရှိလဲဆိုတော့သူက more beautiful the most beautiful ဆိုပြီးတော့ရှိတယ် so အင်္ဂလိပ်စာမှာတော့သူ့ရဲ့ပုံမှန်ရှိတဲ့ rules က syllable တစ်လုံးထပ်ပို့သွားပြီဆိုရင်ကျွန်တော်တို့ more လို့ most လို့ပေါင်းပြီးတော့ syllable တစ်လုံးနဲ့ဆိုရင် ER-EST ပေါင်းတယ်ဥပမာ fat fatter fattest fast faster fastest ဆိုတော့ကျွန်တော် syllable တစ်လုံးထပ်ပို့သွားတဲ့အခါကျရင်တော့ more လို့ most လို့ပေါင်းတယ်ဥပမာ he is more handsome he is most handsome more ဆိုပြီးတော့လည်းမရှိသလိုဆိုတော့ handsome max ဆိုပြီးတော့လည်းမရှိဘူးဆိုတဲ့အခါကျတော့ကျွန်တော်တို့ကတချို့စကားလုံးတွေမှာတော့ချွင်းချက်အနေနဲ့syllable တစ်လုံးနဲ့ရှိတော်ညာလည်းပဲသို့မဟုတ် syllable နှလုံးရှိတော်ညာလည်းပဲကျွန်တော်အနေနဲ့ more or most တို့မထည့်ဘဲနဲ့ ER-EST ပေါင်းတာမျိုးလည်းရှိပါတယ် so of course you are learning English changes are everywhere ဆိုတော့ကျွန်တော်တို့ syllable တွေအကြောင်းလည်းသိပြီးသွားပြီဆိုရင်တော့ကျွန်တော် stress တွေတောက်တော့အဆင်သင့်ဖြစ်ပါတယ်ဆိုတော့ secondly stressed so stress ဆိုတာဒီနေရာမှာကိုယ့်လူမှာရှိနေတဲ့ PR တွေကိုဆိုလိုချင်တာမဟုတ်ပါဘူးတော်တရားကြဖို့ကောင်းတယ်အဲ့ဒါတော့မေ့ထားလိုက်ပါဆိုတော့ကျွန်တော်တို့အနေနဲ့အင်္ဂလိပ်စာမှာတော့ stress ဆိုတာကဖိတံပါဆိုတော့ဖိတဲ့နေရာတွေဆိုရင်ဘယ်လိုမျိုးပြောလို့ရှိလဲဆိုတော့ louder longer higher ကျွန်တော်တို့ကအတန်ကိုတနေရာမှာပို့ပြီးတော့ရှည်ဆွဲပြောရဲဒါမှမဟုတ်ပို့ပြီးတော့ကြဲပြောရဲဒါမှမဟုတ်ပို့ပြီးတော့အတန်ကိုညှိပြီးပြောရဲဆိုရင်ကျွန်တော်တို့က stress အတန်လို့ခေါ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ stress မှာနှစ်မျိုးရှိပါတယ် word stress နဲ့ silent stress ပါဆိုတော့အရင်ဆုံးလွယ်အောင်လို့ကျွန်တော် word stress ကိုအရင်ဆုံးလေ့လာကြည့်အောင် word stress ဆိုတာကတော့ကျွန်တော်စကားလုံးတစ်လုံးကိုတွေ့ပြီဆိုရင်ဒီစကားလုံးမှာ syllable ဘယ်နှလုံးရှိလဲကျွန်တော်ရင်ကြည့်ကြည့်အောင်ဆိုတော့ maybe ဒီမှာကြည့်အောင် desired ဆိုရင် syllable နှလုံးပါဆိုတော့ desired မှာ syllable နှလုံးဆိုရင်ကျွန်တော်ဘယ်နေရာလေးကိုဖိသွားတယ်ထင်လဲ desired sight တိကျပါပေါ့ဆိုတော့အဲ့နေရာလေးကိုကျွန်တော်ကပို့ပြီးတော့ရှည်ပြောရဲပို့ပြီးတော့ဆွဲပြီးတော့ပြောရဲပို့ပြီးတော့တောင်မြင့်ပြီးပြောရဲ see အဲ့ဒါလေးကျွန်တော်တို့အနေနဲ့ word stress ပါပဲဆိုတော့နောက်စကားလုံးတွေကြည့်မယ်ဆိုရင်ဒီမှာနားထောင်ကြည့်လိုက်ပါ window computer amazing okay
ဆိုတော့ကိုလိုနေနောက်တစ်ခါဘောဟာတွေလေ့လာတဲ့အခါ vocabulary လေ့လာတဲ့အခါကျရင်ဒီ stress နေရာလေးကိုတတိထားပြီးတော့နားထောင်ပြီးတော့လိုက်လေ့ကျင့်လို့ရမှာဖြစ်ပါတယ်ဆိုတော့ word stress ကိုပြီးသွားပြီ word stress ကိုနားလည်ရဲဆိုရင်တော့အများကြီးလေးရှုပ်နေမှာမဟုတ်တာเนาะဆိုတော့စကားလုံးမှာ syllable လုံးရှိတယ်ရှိရဆိုရင်တနေရာတော့ဖြစ်ဒါပဲ grandmother grand ကိုဖြစ်ပြီးတော့အခါကျတော့ Chicago car ကိုဖြစ်Okay, so that's all about word stress. So ကျွန်တော်တို့အခု sentence stress ကိုတွားရအောင်ပါ Okay, ဆိုတော့ကျွန်တော်တို့ word stress ကြောင့်လေ့လာခဲ့အဲ့တော့ကျွန်တော်တို့ပုံမှန်အပြင်ပြောနေ computer no ဒီက computer မဟုတ်တော့ computer see ကျွန်တော်အတန်လေးကနည်းနည်းလေးတော့အနေမြင်ပါသွားတယ် computer ဆိုတော့ word stress ကနည်းနည်းလေးကျွန်တော်တို့ရဲ့အတန်ထွက်ကိုနည်းနည်းလေးဖြစ်ပို့ပြီးပြောင်းလဲစေရဆိုရင် sentence stress ကကိုယ့်လူရဲ့အတန်ထွက်ကိုအများကြီးပြောင်းလဲစေလိမ့်မယ်ဥပမာကိုယ့်လူရဲ့အတန်ထွက်ကအမှောင်ဆိုရင် sentence stress ဆိုရတဲ့အလင်းပဲsentence stress တာကိုယ့်လူပိုင်နိုင်မယ်ဆိုရင် prosodic deficiency ဆိုတဲ့ပြဿနာကြီးကကိုယ့်လူရဲ့ပါးစပ်ထဲမှာပုံနေကြအောင်ရှိမှာမဟုတ် Okay sentence stress ကိုမလေ့လာခင်ဒါကြောင့်ကိုကျွန်တော်နားထောင်ကြည့်အောင် I want to buy a pair of jeans. Okay ဆိုတော့သူပြောတော့ရတယ်မှာ I want to buy a pair of jeans I want to buy a pair of jeans I want to buy a pair of jeans ဆိုတော့တချို့စကားလုံးလေးကိုပါရုံလေးပဲပြောတော့တယ်တချို့စကားလုံးတွေတော့ဖိပြီးပြောတော့တယ်စီစာကြောင်းမှာဖိရတဲ့နေရာရှိတယ်အဲ့တော့ဘယ်နေရာကိုဖိရလဲအဲ့တော့တေချဲကျွန်တော်တို့က grammar words တွေနောက်တစ်ခုကကျတော့ content words တွေအဲ့နှစ်ခုကိုကျွန်တော်နားလည်ရမယ်ဗျ grammar words ဆိုတော့ကျွန်တော်ကနေနာမည်ပေးရတာဘယ်လိုစကားလုံးတွေလဲဆိုတော့စာကြောင်းမှာမပါရင်လည်းအဆင်ပြေတယ်ဥပမာ broken english နဲ့ပြောရဆိုပါစို့ hey where are you going Junction Square ဆိုတော့စာကြောင်းတစ်ချောင်းလုံးမှာ I am going to Junction Square ဆိုတာထက် Junction Square ကအရေးကြီးဆုံးပဲ information ကိုပြောပြနေတာဆိုတော့ content အကြောင်းအရာကိုပြောပြနေတဲ့စကားလုံးတစ်တဲ့ကြောင့်မလို့ဒီစကားလုံးကိုမကြားလိုက်လို့မရဘူးအဲ့လိုဖြစ်တဲ့ကြောင့်မလို့ဒီစကားလုံးနေရာတွေမှာပို့ပြီးတော့ဖိပြီးပြောတယ်။ကြားစကားလုံးတွေကပါရုံလေးပဲပြောရုံပဲ။ content words တွေကများသောအားဖြင့် noun တွေတခါတည်းကျရင် pronouns တွေပြီးတော့အခါကျတော့ verb တွေပြီးတော့ကျတော့ adverb တွေ adjective တွေဒါတွေဖြစ်တတ်ပေမဲ့တစ်ဖက်မှာကျတော့ grammar words တွေကကျတော့ကျွန်တော်တို့ helping verb တွေပြီးတော့အခါကျတော့ modal verb တွေသိရမလားပြီးတော့ဘာရှိအောင်မလဲဆိုရင်တခြားသောမပါတဲ့အဆင်ပြေမဲ့ရာ conjunctions တွေ prepositions တွေရှိမယ်ဟောဒီကောင်းတဲ့နေရာမှာကျွန်တော်ပါရုံလေးပဲပြောသွားတယ် right အဲ့ဒီနေရာမှာကျွန်တော် sentence stress ဆိုတာလည်းစကားပြောပြီးဘယ်နေရာကိုဖိရမယ်ဘယ်နေရာကိုဖော်ရမယ်ရှင်းနေလား content words ကိုဖိမယ် grammar words ကိုဖော်ဒါပဲဒါ word stress ပါပဲsorry ဒါ sentence stress ပါပဲ Okay so here ကျွန်တော် sentence stress လေးကိုနည်းနည်းလောက်လေ့ကျင့်ကြည့်အောင် I want to tell you something important I want to tell you something important Come on,ကျွန်တော်ကလည်းပြောကြည့်ပါဦး I want to tell you something important. See, ကျွန်တော် content words တွေပဲဖြစ် Okay, နောက်ကြောင်းတော့တွားရအောင် I have a cat. I have a cat. I have a cat. See, ကျွန်တော် have cat. အေးရပါရလေးပဲဘာလို့လဲဆိုတော့ grammar words မှာ I wanted the best for you. I wanted the best for you. Well, ဒီလောက်ဆိုရင်ကိုလိုလေ stress ရဲ့စကားလုံးလေးကိုမမရရှိတော့ပါဘူးဆိုတော့ပုံမှန်အားဖြင့်တန်းလေးပြောနေရတဲ့ဆိုင်အခုလို stress အတန်လေးထည့်လိုက်တာပို့ပြီးတော့အတန်ထွက်ကိုအနေမြင့်တက်ကြလေးများသောအားဖြင့်မှလည်းဖြစ်ပါတယ်ဆိုတော့ကိုလိုရဲ့ပုံမှန်အားဖြင့်တန်းလေးရှိနေတဲ့အတန်ထွက်ကဗလာဟင်းဟင်းညကောင်းကိန်းဆိုရင် stress ရဲ့အတန်ထွက်ကတော့ကျေလေးဖြစ်ပါလိမ့်မယ် Wow, let's fucking for it. Okay, so ကိုလိုကအခုဆိုရင် stress တွေအကြောင်းလေ့လာပြီးတော့ဒီနောက်ဆိုရင်အတန်ထွက်ကလည်းအနေမြင့်တက်ကြလေးပါလာတော့မယ်ဒါပေမဲ့ကိုလိုကတကယ်တစ်ခုရှိရဲအဲ့ဒါကိုလိုအခုဒီဗီဒီယိုမှာကြည့်ပြီးတော့တင်သွားတဲ့ stress တွေကတကယ်စကားပြောတဲ့အခါကျရင်သုံးချလို့မရဘူးတကယ်ပြောတာကိုလိုတကယ်စကားပြောတဲ့အချိန်ကျရင်ဘယ်နေရာ content words ဆိုဘယ်နေရာကိုဖိရမယ်လို့ကိုလိုတွေးဖို့တော့အချိန်ရှိမှာမဟုတ်ဘူးအဲ့ဆိုကိုကဘာလို့ဒါရိုက်တော့မှဆိုတော့ဆန္ဒကသတင်းစိုးရှိသလိုမျိုးပဲကိုလိုကသတင်းကောင်းလည်းရှိနေပြန်ပါတယ်ဆိုတော့တကယ် English speaker တွေကသူတို့စကားပြောတဲ့အခါမှာဘယ်နေရာကိုဖိမယ်ဘယ်နေရာကိုဖောက်မယ်သူတို့တွေးလို့မရှိပါဘူးတကယ်ပဲသဘာဝဆက်ဆံထွက်လာတာမျိုးပါဆိုတော့ကိုလိုနေနဲ့လည်းအဲ့လိုမျိုးအင်္ဂလိပ်စာကိုကိုစကားပြောတဲ့အခါမှာသဘောဆန်ဆန်ထွက်လာအောင်လုပ်လို့ရပါတယ်အဲ့တော့စကားလုံးနှလုံးထပ်မှတ်လိုက်ပါ pronunciation practice wait pronunciation လို့ထွက်ရပါတယ် pronunciation ဟုတ်ပါဘူးခင်ဗျာဆိုတော့ pronunciation practice ဘယ်လိုလုပ်ရမလဲ shadowing ကျွန်တော်တို့သူများပြောတော့တဲ့ဥစ္စာကိုများများနားထောင်မယ်များများလိုက်ပြောမယ်ဒါက pronunciation practice ပါပဲဆိုတော့ဒီတစ်ခါကိုလိုရဲ့ pronunciation practice က accurate ဖြစ်သွားတယ်ဘယ်လို accurate ဖြစ်သွားပြီလဲဆိုတော့ကိုလို stress အတန်တွေကို scan လုပ်လို့ရတယ်ကိုလိုပြီးပြတ်သွား Okay ဆိုတော့ဆောင်းနာစကားကိုပြန်ဆက်ရမယ်ဆိုရင်ကိုလိုနေနဲ့ pronunciation practice လုပ်တဲ့အခါမှာ shadowing လုပ်လို့ရတယ်ပြီးတော့ stress တွေကို scan လုပ်လို့ရပါတယ်နားထောင်တဲ့အခါမှာ word stress တွေကိုဘယ်နေရာမှာပြီးသွားတယ်ဘယ်နေရာမှာဖော့သွားတယ်နားထောင်ပါပြီးသွားရင်လိုက်ပြောပါပြောတဲ့အခါမှာလည်းခဏခဏလိုက်ပြောပါပြီးသွားတဲ့အခါကျတော့ pronunciation practice လုပ်ပြီးတော့တန်ထွက်က automatically ထွက်လာလို့ဆိုတာအချိန်ယူတတ်ပါတယ်
ဟိုမှာမနေ့ကမှလုပ်ပြီးတော့ဒီနေ့ထွက်လာတာမျိုးဒါမှမဟုတ်3ရက်လောက်လုပ်ပြီးတော့ထွက်လာတာမျိုးလုံးဝမရပါဘူးကျွန်တော်တို့အချိန်ကြီးအများကြီးပေးတယ်အများကြီးလေ့ကျင့်ပြီးတဲ့အချိန်ကျတော့မှသူ့အတူထွက်လာတာမျိုးဖြစ်ပါတယ်ဆိုတော့ကိုလိုအနေနဲ့ကျွန်တော်အကောင်းဆုံးကြံပေးရမယ်ဆိုရင်တော့ stress တန်လေးကိုနားထောင်ပြီးလိုက်ပြောဆိုတော့ဒါပါပဲwait ကျွန်တော်ဟာ intonation ကြောင်းပြောဖို့ချင်တယ်အဲ့ဒါတော့ကနောက်ဗီဒီယိုမှာတွေ့မယ်ကြည့်ရင်လည်းဆိုရင် subscribe လုပ်ထားကြပါ